ကမ္ဘာအဆင့်1အာဂျင်တီးနားကိုအချိန်ပိုအထိဒုက္ခပေးသွားတဲ့ကိတ်ဗာဒီဒီနေ့ကမ္ဘာဖလားရဲ့အကြီးမားဆုံးအင်အားသင်းစရာရလဒ်ထွက်ပေါ်လာတော့မလားလို့ပြည်သက်တွေကိုရင်တမမဖြစ်စေခဲ့တဲ့ပွဲစဉ်မှာပဲဒီနေ့မနက်အစောပိုင်းမှာကစားသွားတဲ့ရှုံးထွက်32သင်းအဆင့်ပွဲစဉ်မှာတော့ကမ္ဘာအဆင့်1အာဂျင်တီးနားအသင်းဟာကမ္ဘာအဆင့်68သာရှိတဲ့ကိတ်ဗာဒီအသင်းကိုအချိန်ပိုအထိအသေးအတန်ကစားပြီးမှ3-2ဆိုတဲ့ရလဒ်နဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်ပွဲအစား29မိနစ်မှာအာဂျင်တီးနားအတွက်အသင်းကောင်းဆောင်မက်ဆီကအဖွင့်ဂိုးကိုစတင်သွင်းယူပေးခဲ့လို့ဂိုးပြတ်နိုင်ပွဲကိုမြင်တွေ့ရမယ်လို့ထင်ခဲ့ကြတာပါဒါပေမဲ့59မိနစ်မှာတော့ကိတ်ဗာဒီအတွက်ဒူအာဒီကခြေပါကိုပြန်သွင်းခဲ့လို့ပုံမှန်ပွဲကစားချိန်မိနစ်90အတွင်းမှာတကိုးစီနဲ့တည်ရကျနေခဲ့ပါတယ်အချိန်ပိုကိုဆက်လက်ရှင်ပြန်ရမှာတော့62မိနစ်မှာနောက်ခံလူလီဆန်ဒရိုမာတီနက်စ်ကအာဂျင်တီးနားအတွက်ဦးဆောင်ဂိုးကိုထပ်သွင်းခဲ့ပြန်ပါတယ်ဒါပေမဲ့အရှုံးမပေးတဲ့ကိတ်ဗာဒီအတွက်103မိနစ်မှာကာဗရီယယ်ကဒုတိယကြိမ်ထပ်မံခြေပနိုင်ခဲ့လို့ပွဲကတကယ်ကိုမီးပွင့်သွားခဲ့ပါတယ်ပွဲချိန်117မိနစ်အရောက်မှာတော့ကိတ်ဗာဒီကစားသမားဘော့ရှ်ရဲ့ကန်ဆိုးစွာကိုဂိုးကိုသွင်းမှုကြောင့်အာဂျင်တီးနားတို့အသေးအတန်နိုင်ပွဲရရှိသွားခဲ့တာပါစပိန်ကိုတည်ကြလို့စိတ်တွေနဲ့အောင်ပွဲခံခဲ့တဲ့ကိတ်ဗာဒီဟာအာဂျင်တီးနားကိုပါအချိန်ပိုအထိဒုက္ခပေးသွားနိုင်ခဲ့လို့တကယ်ကိုလေးစားစရာပါပဲပြည်သက်တွေရောဒီခြေစွမ်းနဲ့ဆိုရင်အာဂျင်တီးနားတို့ဘိုလူပွဲထိတက်လန်းနိုင်မယ်လို့ထင်ပါသလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး